ကျွန်မဆွစ်ဇာလန်ကနေပြီးတော့စပိန်ထိသွားလို့ဖြစ်တဲ့ event လေးတစ်ခုအကြောင်းကို sharing လုပ်ပေးချင်ပါတယ်ဒီဗီဒီယိုလေးကတော့နည်းငယ်ရှိပါတယ်ရှင်ကျွန်မဆွစ်ဇာလန်မှာ internship ကို Congress ဆိုတဲ့ event organization မှာဆင်းခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်မ event အစကနေပြီးတော့အဆုံးအထိလုပ်ကိုင်ခဲ့ရတဲ့ Yula 2025ရဲ့အကြောင်းလေးနဲ့ပွဲစီစဉ်လေးကိုဒီနေ့ဗီဒီယိုလေးမှာပြသပေးပါမယ်ဒါကတော့ကျမတို့ event အတွက်ပြင်ဆင်နေရတဲ့အောက်ထက်ကရုံးခန်းอ่ะပေါ့နော်ဒီ microwave မှာအပူလွန်ခဲ့တာကြောင့်လားမသိဘူးဒီ fire alarm တွေမြည်လို့ပေါ့နော်အဲ့လိုမျိုးဒီရဲမိသက်ကားတွေဒီအကုန်လုံးရောက်လာတာပေါ့နော်ဒါတော့တကားမှမကြုံစဘူးအမှတ်တရပါပဲအမြန်ပြေးဆင်းရတာပေါ့နော်ဆွစ်ဇာလန်မှာကဒီလိုမျိုးမိသက်ဥပဒေတွေဘာတွေကအရန်တင်းကျပ်တယ်နောက်ပြီးကြလို့ရှိရင်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းချက်ချင်းရောက်လာတယ်ပြီးလို့ရှိရင်ပြန်ပြီးတော့တန်ငွေဆောင်ရတယ်လည်းအရင်များတယ်ပေါ့နော်အခုဒီတစ်ခေါက်ဆိုရင်ဘာလာကြားတဲ့လောက်ဆိုရင် chef 6000လောက်ကိုဆောင်ရတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့မဖြစ်တာအကောင်းဆုံးပဲပေါ့နော်အဲ့လိုမျိုးအရန်အန်ဒီအများတယ်ပေါ့ဒါကတော့ကျမရုံးခန်းထဲကနေပြီးတော့ toilet သွားပြီးပြင်များနေတာပါကျမကဒီနေ့မနက်ကို work from home လုပ်ပြီးတော့ညနေကြလို့ရှိရင်တော့ဒီရထားနေပေါ့နော်ဒီလေယာဉ်ကွင်းကိုသွားမှာပါကျမတို့မြို့ကဘာဇယ်မြို့ဆိုတော့ဘာဇယ်ကယူရိုပကိုသွားတဲ့လေယာဉ်ကွင်းတော့ရှိပါတယ်သူကပြင်သစ်နဲ့ဆက်နေတာပေါ့နော်ဒါကတော့ကျမတို့လေယာဉ်ကွင်းရောက်ပါပြီကျမ senior တယောက်နဲ့သွားရပါတယ် manager ပေါ့နော်ကျမတို့ coffee တောက်တယ်နောက်ပြီးကြတော့လေယာဉ်ဆောင်ပါတယ်လေယာဉ်က delay ဖြစ်တော့ကျမတို့ထိုင်ပြီးတော့အကြာကြီးဆောင်ရတယ်ပေါ့နော်ခုတော့လေယာဉ်တက်ပါတော့မယ်လေယာဉ်ကဒီမှာစီးရတဲ့လေယာဉ်ကတော်တော်လေးဆိုးတယ်ပေါ့နော်ဘယ်လိုလဲနည်းနည်းနေလေးပဲပြန်လို့လားမသိဘူးပေါ့နော်နားတွေလည်းအရန်အိုပြီးတော့အရန်ကိုစိတ်ညစ်ဖို့ကောင်းပါတယ်ဒါပေမဲ့ကျမကတော့event ကိုသူများတွေကဆိုရင်ခဏသွားရဲပေါ့နော်ကျမပထမဆုံးလိုက်ရတဲ့ပွဲဆိုတော့ကျမအရန်နေပျော်နေတာပါဒါပေမဲ့နားတွေဥပြီးကျမစိတ်ညစ်သွားတာပေါ့နော်ခုတော့ရောက်ပါပြီဒါခဏလေးပဲပြန်နေပေါ့နော်လေယာဉ်ကသူတို့ကနီးလေးပဲဆိုတော့လေကျမကတော့ backpack တစ်လုံးပဲပါပါတယ်ဘာစီလိုနာမှာလောက်တဲ့ပွဲဖြစ်တဲ့အတွက်ကျမတို့စပိန်ကိုပြန်ရတာပါဒါပေမဲ့တခြားသူတွေပေါ့နော်ကျမရဲ့ဒီလောက်ဖောက်ကိုင်ဘက်တွေဖြစ်တဲ့ Swiss တွေကတော့အရန်ပူတယ်လို့ပြောရဲပေါ့နော်ဒါပေမဲ့ကျမအတွက်ကတော့ဒါလုံးဝ perfect ရာသီဥတုပေါ့နော်အခုဆိုရင်တော့ကျမတို့ taxi နဲ့ကျမတို့ Congress လုံးမဲ့နေရာကိုအရင်ဆုံးသွားပါတယ်Congress လုပ်တဲ့နေရာကအကြီးကြီးလို့ရပေါ့နော်ဒီတစ်ခေါက် Congress ကသူတို့ဒီတစ်နှစ်လုံးမှာလုပ်တဲ့အထက်မှာအကြီးဆုံး Congress တစ်ခုဖြစ်တဲ့လူရောက်14000လောက်တက်မှာပေါ့နော်အဲ့တော့ကျမတို့ဒီမစခင်တည်းကပေါ့ရုံးမှာကြိုပြီးတော့ပြင်ဆင်ရတဲ့ပိုင်းတွေလည်းအများများပါတယ်ဒါကတော့ကျမတို့ Congress လုပ်မဲ့ venue ပါကျမတို့တပ်ပုံတွေပါရိုက်ပေးပြီးတော့ကျမတို့အထဲကိုဝင်ပါတယ်ကျမရဲ့တာဝန်ရ registration မှာကျမတို့ကဒီမှာ register လုပ်ထားတဲ့သူတွေအကုန်လုံးပေါ့နော်ဒီမှာ communication လုပ်ရတယ်နောက်ပြီးကြလို့ရှိရင်အထဲထဲကိုဝင်ဖို့ကူညီပေးရတာပေါ့နော်ဒါကတော့သူတို့ရဲ့ဒီ booth လေးတွေနောက်ပြီးကြလို့ရှိရင်သူတို့ event လုပ်တဲ့နေရာအသေးစိတ်လေးတွေပေါ့နော်နေ့လည်စာကို canteen မှာသွားစားပါတယ်ဒီ event venue ရအကျယ်ကြီးမှအကျယ်ကြီးပဲပေါ့နော်ပြီးတော့လူတွေလည်းအများကြီးလာတာပေါ့အခုကတော့ကျမတို့ hotel ကိုပြန်ပါပြီ hotel ကလည်း land ချောင်းရင်10မိနစ်လောက်ပဲရှောက်ရတယ်ပေါ့နော်venue နဲ့နီးလေးပါဒါပေမဲ့ venue ကလူအများကြီးလာရတဲ့ဖြစ်တဲ့အတွက်ကျမတို့မြို့ပြင်မှာရှိရပါတော့ကျမကဒီဘာစီလိုနာရောက်လို့ရှိရင် Basilica of the Sagrada Familia လားအဲ့ဒီ church နဲ့အဲ့ဒီ beach ကိုအရင်ရောက်ချင်တာပေါ့နော်ဒါပေမဲ့3ရက်ပဲအချိန်ရတော့ကျမသွားဖြစ်ပါမလားတော့မသိချဘူးပေါ့ခုကတော့ကျမ hotel ခန်းကိုရောက်ပါပြီရှိမယ်ပြင်ထားတော့အိပ်ရပေါ့နော်ပြီးတော့ဒီမှာခုံလေးရှိမယ်လိုမျိုးလေးပေါ့နောက်ပြီးကြလို့ရှိရင်ဒီကတော့ဘာသာတို့ပွဲကျင်းပမဲ့နေရပါဒီအဆောက်အဦကြီးပေါ့နော်ဟိုဘက်ဒီမှာလည်းရှိတယ်အကုန်လုံးကဘာသာတို့ပွဲလုပ်မဲ့နေရပါပွဲနဲ့အရင်နီးရပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအကုန်လုံးအစုံရှိရပေါ့နော်ဒီမှာဆောင်းနာနဲ့ရေကူးကန်လည်းရှိရလို့ကြားပါတယ်အမျိုးလေးပေါ့ဖာလာနေရာတွေချထားပြီးတော့ TV aircon ကမ်ဒါပါပဲ very good I love Congress ဒါကတော့ညနေခင်းဘာစီလိုနာပါ
ကျမတို့ရဲ့ venue ကိုလမ်းပြီးတော့မြင်နေရတာပေါ့နော် venue ရအရင်ကြီးတယ်ကျမတို့က9လဆိုတော့နည်းနည်းတော့တိတ်ဆိတ်ပါတယ်ပြီးတော့မနက်စာစားပြီးတော့နောက်နေ့ကျမတို့သွားဖို့အတွက်ပြင်ဆင်နေပါပြီကျမတို့မနက်ကြတော့ဒီပေါ့နော်အဖွဲ့တွေနဲ့ကိုယ့် plan နဲ့ကိုထွက်ကြတာပေါ့နော်ရှေ့ကတော့ကျမရဲ့ senior manager ဖြစ်ပါတယ်event ထဲကိုပထမဆုံးစပြပြပါတော့ဒီဘယ်ဘက်ချမ်းမှရှိတာကတော့ဒါဧည့်သည်တွေအတွက်canteen ပေါ့နော်ဒါသူတို့ free ကျွေးရလို့ကြားပါတယ်ဒါကတော့ကျမတို့ရဲ့ meeting booth တွေပါ meeting booth တွေကလည်းအများကြီးပဲပေါ့နော်ဒီကနေစပြီးတော့သွားလို့ရှိရင်ဒီတစ်ခုလုံးကိုပြည့်အောင်ရှောက်မယ်ဆိုရင်ခြေလမ်းတစ်ပေါင်းပြည့်ပါတယ်ဒါကတော့ကျမရဲ့ရုံးခန်းနေရာလေးပေါ့နော်ဒါကတော့ကျမတို့ကိုလမ်းညွှန်လို့လည်းရအောင်လို့ဒီ event တစ်ခု venue တစ်ခုလုံးလှည့်လည်ပြီးတော့ပြသနေတာပါဒါတော့ကျမတို့ရဲ့ team ပေါ့နော်ဒီ event တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီ team တွေမျိုးစုံပေါင်းပြီးတော့လုပ်ရတယ်ကျမတို့စီမှာဆိုရင် meeting planning ရှိတယ်event registration ရှိတယ်ပြီး hotel and accommodation ရှိမယ်နောက်ပြီးတော့ marketing sales finance HR အကုန်ပေါ့နော်အကုန်လုံးစုပြီးတော့လုပ်မှသာတဲ့ event တစ်ခုလုံးကပြီးမြောက်တာဖြစ်ပါတယ်သူကတော့ဆက်ရှိလက်ရှိနဲ့အကုန်လုံးရှင်းပြပေးတယ်နောက်ပြီးတော့ဒီမှာပေါ့နော်သွားရတဲ့လမ်းတွေအရင်ကိုရှင်းလို့တချို့နေရာတွေမှာဆိုရင်ဒီဓလေကလိုမျိုးပေါ့နော်ဒီ escalator ထားပေးတယ်အဲ့ဒါမှသွားလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီဘာသာမျိုးစုံကလူတွေလာတာဖြစ်တဲ့အတွက်ကျမတို့တွေအကုန်လုံးအဆင်ပြေအောင်လို့ပေါ့နော် officer လဲခန်းနေရာအစားတိချထားပေးတယ်မိခင်တွေအတွက်ကောဒီပေါ့နော် changing room နေရာအစားပေါ့ဒါမှဆိုလို့ရှိရင်ပေါ်ထက်အောက်ထက်လည်းရှိတယ်ဒီအောက်ထက်မှာဆိုလို့ရှိရင်တို့ channel တွေပေါ့နော်ဒီ medical congress ဖြစ်တဲ့အတွက်ဒီဆရာဝန်တွေပြီးဆေးကုမ္ပဏီကြီးပေါ့နော်အဓိကလာတဲ့တကယ် networking လုပ်တဲ့နေရာတစ်ခုလို့ပြောရမှာပေါ့နော်အဲဆိုလို့ရှိရင်ဒီအောက်ဆုံးထပ်မှာတော့ကျမတို့တွေဒီ medical company တွေကနေပြီးတော့ဒါကတော့သူတို့ရဲ့ booth လေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ company တွေကိုကြော်ညာမယ်ဒီဘက်မှာတော့ meet the expert ဆိုပြီးတော့သူတို့ရဲ့ဒီ experts တွေနဲ့စကားပြောနိုင်မယ့်အခန်းလေးတွေပေါ့နော်ဒါကတော့ကျမတို့အောက်ထပ်ကိုရောက်လာပါပြီဒီမှာနေ့လည်စာထပ်စားပါတယ်ညနေကျတော့ကျမတို့အလုပ်ပြီးတော့အပြန်မှာဒီဘက်ဟိုတယ်ရဲ့ဘေးမှာရှိတဲ့supermarket မှာဈေးဝယ်ထွက်ပါတယ်ဒီစပိန်ကဈေးဝယ်လို့လည်းတော်တော်လေးကောင်းနေပေါ့နော်အကုန်လုံးဈေးလဲတန်နဲ့ဆွစ်ဇာလန်ထက်စားလို့ရှိရင်ပေါ့ဈေးလဲတန်နဲ့နောက်ပြကြလို့ရှိရင်ရွေးချယ်စရာတွေလည်းများတယ်ပေါ့ကန်တင်းကအစားတောက်ကအစားကျမစားနိုင်တယ်ပေါ့နော် Swiss ကအစားတောက်ဆိုကျမမစားနိုင်ဘူးပေါ့နော်မှန်နိုင်ပြောရမယ်ဆိုလို့ရှိရင်ဒီကနည်းနည်း Asia Pacific နဲ့ကြိုက်တယ်လို့ပြောရမယ်ခွာတော့ဒါကျမနဲ့ကျမတငယ်ချင်းနဲ့ပေါ့နော်မုံနေဝယ်ပြီးတော့ပြန်ပါပြီဒါကျမဒီဟိုလာတာကန်ကောင်းတယ်ပေါ့နော်ကျမတငယ်ချင်းတယောက်ပါတယ်သူကတော့ပြင်သစ်ကပေါ့နော်ကျမတို့နှစ်ယောက်လုံးက intense ဆိုတော့နှစ်ယောက်ကအချင်းချင်းသွားလာတာအဆင်ပြေရပေါ့ကျမကလူကြီးတွေနဲ့ကြတော့နည်းနည်းသွားလာကြောက်တာပေါ့နော်ဒါကတော့သူတို့ရဲ့ဒီ Spain ကဒီ architecture ပေါ့နော်ကျွန်မအရင်သဘောကျတယ်ဒီသူတို့ရဲ့စောက်ထားတဲ့ပုံစံတွေပြီးတော့အထဲမှာဆိုလည်းခန်းခန်းနာပဲကျွန်မနောက်ရက်ကြလို့ရှိရင်ကျွန်မခုနကပြောခဲ့တဲ့ charge ကြီးနဲ့ဒီ beach ကိုသွားခဲ့တဲ့ vlog လေးကိုထပ်ပြီးတင်ပေးပါမယ်ကျွန်မတို့ဒီသူတို့တွေမသွားတဲ့ညနေပေါ့နော်ညနေသွားတောက်ကြတဲ့အချိန်မှာကျွန်မတို့နှစ်ယောက်လစ်ပြီးတော့သွားလိုက်ပါသေးတယ်ဒါတော့နောက်နေ့မနက် congress နေ့ကိုရောက်ပါပြီကျွန်တော်အစောထားပြီးတော့သွားရတာပေါ့နော်ဒီနေ့ကျတော့ breakfast ကိုမြန်မြန်စားပြီးတော့ကျွန်မတို့တုတ်ပါပြီဒါကတော့ကျွန်မအကြိုက်ဆုံး hotel ကနေရာလေးပါဒါကတော့ကျမတို့မသွားခင်ပေါ့နော်အပေါ်ထပ်လေးကိုအမြန်လေးတက်ပြီးတော့ကျမအပေါ်ထက်က hotel view နဲ့ Barcelona ရဲ့မြို့ကိုအစောကြီးထားပြီးသွားမှဒီလိုမျိုးမြင်ရတာပေါ့နော်မဟုတ်လို့ရှင်ကျမနောက်ကျနေမှာပေါ့ဒါကတော့ရေကူးကန်နဲ့ဆောင်းနာလည်းရှိရလို့ပြောရဲရှစ်လွှာကိုရောက်နေပါတယ်ဒီဘာစီလိုနာရဲ့ဒီ YouTuber လေးဟိုပူလွန်းတာလည်းမဟုတ်ဘူးအေးလွန်းတာလည်းမဟုတ်အနေတော်ပဲပေါ့နော်ဒါပေမဲ့ဆွစ်ဇာလန်မှာနေကြသူတွေကြတော့သူအသားပူတယ်လို့ပြောပါတယ်ကျမတော့သဘောကျနေပါတယ်စပိန်ကိုခေါ်တော့ကျမသွားပါတော့မယ်ဒါကတော့ကျမတို့တွေ uniform ကိုပြီးသွားရတဲ့နေ့ပေါ့နော်
uniform တွေလည်းတစ်ခါတည်းပေးထားတယ်ကျမတို့အဲ့ဒါကြီးဝတ်ပြီးတော့အမြန်ပြန်သွားရပါတယ်ဒါတော့အရှိမပြခဲ့ပြီးသားကျမတို့ရဲ့ venue ကြီးပါရောက်ချင်းကြီးလည်းစားထပ်သွားစားပြန်ပါတယ်ဒါတော့ကျမတို့အလုပ်လုပ်ပြီးမှသွားစားတာပေါ့နော်ခုကတော့ကျမတို့ပြန်ပါပြီအဲ့တော့ပြန်ပြီးတော့တငယ်ချင်းနဲ့သွားမယ် vlog လေးပါဒါတော့နောက်မှထပ်တင်ပေးမယ်ပေါ့နော်ဒါကတော့အနီးကလေးပဲပြထားပါမယ်โอเคအဲ့တော့အခုတော့ညနေဆောင်မှအိမ်ပြန်ရောက်ပါတယ်တော်တော်လေးကိုနောက်ကျသွားတယ်ပေါ့နော်ကျမတို့တက်ဆီနာလို့မရဘူးဒါတော့ကျမရဲ့အခန်းကိုသွားဟနေပါတယ်ဒါကတော့တငယ်ချင်းအခန်းပေါ့နော်ကျမလိုက်ပြီးဆက်ဆူတာပေါ့နော်သူ့အခန်းနဲ့ကျမအခန်းနဲ့ပါကွာလေးပေါ့နော်ဘာမှတော့တိတ်မကွာပါဘူးကျမအခန်းကဒီမှန်တင်ခုံကနေညပိုကြီးတယ်ပေါ့နော်သူထက်တော့ဒါပေမဲ့သူကတော့ view လေးကပိုလှတယ်လို့ပဲကျမစိတ်ထဲမှာတော့ကျမတို့ခုနဝယ်လာတဲ့မုန့်တွေကိုဖောက်ပြီးတော့စားကြမလို့ပေါ့နော်အဲ့ဒါအကြံစီနဲ့ဟိုအခန်းထဲကိုလာကြတာပါဒါတော့ day 2ပါ day 2မှာလည်းထပ်ပြီးတော့သွားပါပြီဒီ event ဒီမှာတော့ကျွန်မပို့ပြီးတော့ပြောရဲပေါ့နော်ကျွန်မကိုလည်းပို့ပြီးသိရတယ်ငါဒီရုံးမှနေရတဲ့ event နေပါပြီပေါ့နော်သွားလာလှုပ်ရှားဆိုပို့ပြီးပြောတတ်တဲ့သဘာဝရှိပါလားပေါ့နော်အဲ့လိုမျိုးပဲကျမတို့တကယ်အလုပ်ကိုလုပ်ကြည့်တော့မှပဲသိတာပေါ့နော်ခုနေ့လည်းစားထပ်စားပါပြီဒီနေ့လည်းစားလဲကောင်းပါတယ်သူတို့ Europe ကစားတော့တရား fresh ဖြစ်တယ်ပေါ့နော် လိုက်ဆက်တော့ကျမအဲ့ဒါလေးအရင်သဘောကျပါတယ်ဒီမှာကအခုက day 2ရောက်ပြီဆိုတော့ day 1လောက်လုပ်မများတော့ပေါ့နော် day 1တော့ဗီဒီယိုရိုက်ချင်တော့မရှိဘူးအရင်လုပ်များတာပေါ့ day 2ကျတော့ဒီအကုန်လုံးကလည်း register လုပ်ပြီးသွားပြီသူတို့အရှိုးဝင်သွားကြပြီဆိုတော့ကျမတို့အရင်ကြီးကူညီရမယ့်အပိုင်းတွေတိတ်မရှိတော့ဘူးပေါ့နော်တချို့တွေဆိုရင် half day တောင် off ပြီးတော့ယူသွားကြပါတယ်ကျမရဲ့ manager တွေပေါ့နော်ဒါတော့ကျမရဲ့ဒီ desk ကနေမြင်ရတဲ့ view လေးပါအဓိကတော့ကျမတို့ကဒီသူတို့ရဲ့လဲဆွဲကတ် badge တွေကိုတခြားစစ်ပေးရတယ်ပြီးတော့ထုတ်ပေးရတယ်ပေါ့နော် badge ပြောင်းရင်ရန်စေးကြည့်ပါတယ်ကျမရဲ့နာမည်လေးပါ9:59ရှိပါပြီအဲ့တော့ကျမတို့ပြန်ဖို့ပြင်နေပြီပေါ့နော်ပြန်ဖို့စောင့်နေပါတယ်ဒီ6နာရီကျော်ရဲ့ရာသီဥတုကတော့ဒါမျိုးပါပဲကောင်းကင်ကပေါ့နော်မှောင်သွားမျိုးမရှိသေးပါဘူးဒါတော့ကျမတို့နောက်ဆုံးafter dinner သွားစားရမှာဖြစ်ပါတယ်ဒါကျမတို့ congress ကနေပြီးတော့လုပ်ပြရပါတော့ဒါကျမတို့ရဲ့ team တွေဖြစ်ပါတယ်ဒီ security ကနေစပြီးတော့အကုန်ပေါ့နော်ကျမရဲ့တငယ်ချင်းကတော့ sponsorship department ကပါကျမတို့မတူဘူးပေါ့နော်အဲ့တော့ဟိုအလုပ်တော့အတူမလုပ်ရဘူးဒါပေမဲ့ဒီလိုပဲခင်နေကြတာပေါ့ဒီမှာကျွေးတဲ့လေစားတောက်တွေအရန်ကိုကောင်းတယ်ကျမပေါ့နော်ဒီမျိုး fine dining ကိုဟိုကောင်းမွန်စားပူတာဒီလိုတစ်ခေါက်ပဲပေါ့နော်ကျမတို့ကျောင်းမှာလည်းကျွေးပါတယ်ဒါပေမဲ့ကျောင်းကဟာကျတော့တိတ်ပြီးတော့ကျမပါစနဲ့တိတ်ပြီးတော့မကိုက်ဘူးပေါ့နော်ဒါကျတော့အရန်ကိုစင်ပြေတယ်ဒါတကယ် professional chef တွေ share လို့လာတော့မသိဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် starter တွေတင်2မျိုး3မျိုးချတယ်နောက်ပြီးကြရင် main dish ဆိုလည်းအရင်စားလို့ကောင်းတယ်ပေါ့နော်အကုန်လုံးလည်းအများကြီးကျေးဇူးတင်ပါတယ်ကျမတို့ကျမထင်တာဒီ hotel ဆိုလည်းပေါ့နော်နည်းနည်း share ပြီးတက်ရမယ်လို့ထင်တာတကယ်ကိုပေါ့နော်အဆင်ပြေအောင်လို့လုံးဝတေချာလုပ်ပေးထားတယ်ပြီးတော့နာမည်ကတရားစားအကုန်လုံးပေါ့နော်intense ဆိုပေမဲ့ကျမတို့ပေါ့နော်လူလေးသိမရှိအောင်ထားရတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်Asian people don't do it, but I do. Asian people don't do it, but every class is. No oyster. ကျမတို့တော်တော်လေးကိုဖိုက်ပြေသွားတာပေါ့နော်တကယ်ဆိုရင်ဒီလို fine dining ကဒီလောက်တောင်အမေမစုံဘူးလေအမေဒီကျမတို့ရဲ့ boss ကပေါ့နော်တေချာစီစဉ်ပြီးတော့သူကိုယ်တိုင် menu ကိုရွေးသူကိုယ်တိုင်အရင်လာစားကြည့်ပြီးတော့မှကျွေးတဲ့ဟာလို့ကြားတော့ဟိုအရန်ကိုပေါ့နော်ဝမ်းသာမိပါတယ်ဒါတော့နောက်ဆုံး final dessert ကိုရောက်ပါပြီအဲ့တော့ကျမတို့နောက်ဆုံးမနေ့ပြန်တရက်တော့သွားကြရှိသေးတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကဒါပြီးလို့ရှိရင်ပြန်ကြမဲ့သူတွေများတာဖြစ်တဲ့အတွက်ကျမတို့ဒီရက်ကိုရွေးပြီးတော့လုပ်လိုက်တာပေါ့နော်အဲ့တော့ဒီနေ့ညလေးကတော့ဘိုက်ပြေးပြီးအိမ်ပြန်ပါတယ်ဟိုတယ်ပြန်တာပေါ့နော်အဲ့တော့ကျမတို့နောက်ရက်ကြတော့မနေ့ပြန်မှာ breakfast ထပ်စားတယ်ဒါကတော့ကျမခုနပြောတဲ့ဟိုပေါ့နော် journal တွေသူတို့ရဲ့
publication တွေပြတဲ့နေရာပါဒါတော့နေ့လည်စာလေးပါကျမအလုပ်လုပ်တဲ့ဟာကိုတော့မရိုက်ထားမိဘူးပေါ့နော်ဒါကတော့ကျမတို့ရဲ့ရုံခန့်မှာအနောက်ထက်ကရုံခန့်ပေါ့နော်ဒီမှာလည်းအဲ့လိုမျိုးအကုန်လုံးတိုင်ပင်ဆရာရှိရတဲ့တိုင်ပင်ကြပါတယ်ဒါတော့ကျမပြန်ပါပြီဒီနေ့ကိုလုပ်အပြည့်မလုပ်ဘူးပေါ့နော်ကျမတို့ half day ပြရနဲ့ပြန်ပါတယ်ဒါကျမရဲ့ team ပါဒါ registration department ကသူတွေပေါ့နော်ကျမတို့ဒီမှာစောင့်နေရင်းနဲ့ကြာလို့ကျမတို့တွေမုံနေတဲ့စားတယ်ပြီးတော့ cut game နေတယ်ဆိုရပေါ့နော်အကုန်လုံး company ကနေပြီးတော့ထောက်ပံ့တာဖြစ်ပါတယ်အဲဆိုလို့ရှိရင်တော့ကျမတို့ခဏနာပြီးတော့လေရင်စီးပြီးတော့ပြန်ပါပြီအဲဆွစ်ဇာလန်ကိုပြန်ရောက်တဲ့အထိကျမပြထားပေးပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်